ပြင်းမျိုးအနောက်ဘက်ကမှရှိတဲ့ကျောင်းတောင်စီဒီကိုတောင်ထက်ဖို့စဉ်းစားနေရဆိုရင်တော့ဆောင်းဝိုင်းရှောင်းရံလေးတွေနဲ့လိုအပ်တာလေးတွေမလိုအပ်တာလေးတွေကိုကျွန်တော်ကဒီဗီဒီယိုလေးမှာအစားဆုံးအကုန်လုံးကျွန်တော်သွားတဲ့အတိုင်းပြပြပေးမှဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဗီဒီယိုလေးဆုံးနေကြည့်ပြပါခင်ဗျာအဲ့တော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့9နာရီခွဲကြော်လောက်ကနေစပြီးတော့ထွက်ပါတယ်ခင်ဗျာဒါကတော့တရားပေါ်ကိုကျွန်တော်ရောက်နေပါပြီပေါ့အဲ့တော့အေလာဒီမှာဆိုင်ငယ်ဘက်မှန်နေတာတစ်ချက်ကြည့်လိုက်ပါခင်ဗျာအဲ့တော့တေချာလေးဝတ်ခဲ့ပေးပါခင်ဗျာတရားပေါ်ဖြစ်တဲ့အခါမှာကျွန်တော်တို့တော့ဘာမှတော့မစစ်ပါဘူးခင်ဗျာ ACC ပဲသွားလို့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်သွားရလန်အောင်ရောက်နေပါပြီဒါကျွန်တော်တို့ရွှေပုံသားကိုရောက်ပြီပေါ့နော်ကျွန်တော်ရှင်းတက်မှာဆိုရွှေပုံသားမှာဒီဆိုင်ငယ်အပ်ပြီးတော့အရန်မှောင်တော့လေသူတို့နိုးတော့မလို့သေးဘူးကျွန်တော်တို့ဆိုင်ငယ်အပ်ပြီးတော့မြောက်ဘက်မုတ်ကနေစပြီးတော့တက်မှာဖြစ်ပါတယ်ခင်ဗျာတေးလေးမှောင်ပါသေးရဲ့အဲ့တော့ခုဒီမှာကျွန်တော်တို့စားတော့သွားပြီပေါ့နော်နေရောက်ပါကျွန်တော်အထက်ကလိုတာကတော့လွယ်အိတ်လိုပါမယ်ခင်ဗျာတောင်တက်ရင်ချွေးလို့ထပ်ပြီးအရန်ပူတယ်ဆိုပေမဲ့ကျွန်တော်တို့တက်တဲ့အခါမှာじゃရာသီဥတုအေးတာဖြစ်တယ်ကျွန်တော်တို့အင်ကြီးလက်ရှိတွေဘာမှလက်ရှိနဲ့အနွေးတွေဝတ်ထားရပါမယ်ဒါကျွန်တော်တို့မြောက်ဖက်မုတ်ကနေပြီးတော့ဒီဘက်တောင်ချီပေါ့နော်အိမ်လန်းအောင်ရောက်ပါပြီဒီအိမ်ဘေးလေးကနေဆိုတော့လက်ညှိုးထုတ်ပြရတဲ့လေးပဲသွားပါမယ်ခင်ဗျာအဲ့အိမ်လန်းအတိုင်းအဲ့တော့လမ်းကတော့တွေ့တယ်မယ်တော်တော်လေးမှောင်ပါသေးတယ်ချင်းအားဖြင့်ကတော့6နာရီထိုးကနေတော့ရှိပါပြီခင်ဗျာဒါကတော့ကျွန်တော်တို့စတက်ပြီးတော့နည်းနည်းလေးရှောက်ပြီးသွားပြီပေါ့နော်အမှကျွန်တော်တို့ဒီလမ်းလေးအတိုင်းဒါဆက်တယ်ပါမယ်လမ်းတွေကနည်းနည်းလေးစိုးပါတယ်မညီတာတွေရောဒီကြောက်ကြားလေးတွေမှာသွားရတာကြောင့်ကျွန်တော်တို့ဖက်နှက်ကိုတော့ပိုးဖက်နှက်ပဲဝယ်လို့ရပါမယ်ကျွန်တော်တော့ဝယ်လို့အဆင်မပြေပါဘူးခင်ဗျာအမိချင်နေပါတယ်တော်လဲပါဘူးဒါကတော့စတာပါခင်ဗျာကျွန်တော်တို့လမ်းတစ်ဝက်ရောက်တဲ့အခါမှာတော်တော်လေးပူလာတာပေါ့နော်အဲ့ဒါကျွန်တော်အင်ကြီးလက်ရှင်နဲ့ဒီဘောင်းမီတွေကိုကျွန်တော်ချွတ်ပြီးတော့မှခုနကကျွန်တော်ပြောတဲ့ကြောဘုတ်အလေးလေးတွေကိုထည့်ထားရပါမယ်ခင်ဗျာအဲ့ဒါဆိုရင်တော့ကိုတရရတာပို့ပြီးတော့တက်တာပါမယ်ပြောမိခဲ့လို့ပါခင်ဗျာဘောင်းမီရှေးအောက်ကဘောင်းမီတော်ထက်ဝက်ခဲ့ရမယ်နော်တော်ကြဖင်ပြောင်းပြီးဖြစ်နေမယ်နော်ကဲဒီနေရာလေးကတော့ဒါကျွန်တော်တို့တဝက်မရှိတရှိကိုရောက်သွားပြီပေါ့နော်9နာရီထိုးကန်နေပါပြီအဲ့တော့အဲ့မှာဒီလိုတဲလေးရှိပါတယ်အဲ့နေရာရောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီကျောင်းတောင်ရဲ့ကျောင်းဒီအဆောင်လေးကိုတော့ကျွန်တော်တို့လှမ်းပြီးတော့မြင်နေရပါပြီခင်ဗျာဒီနေ့စီမှာတော့ချန်ထွက်သီးနှံလေးတွေဝယ်လို့ရပါတယ်ခင်ဗျာအမှာသူကကျွန်တော်ဒါတော့ဝယ်နေသူတို့ကျွန်တော်ခုပေးနေတာပေါ့နော်အိတ်ကဖုံကသူကတက်လွတ်စားတာမို့လို့ကျွန်တော်ဟာကြီးလည်းယူလို့မရပါဘူးခင်ဗျာအသားငါးကြီးလေအဲ့တော့ကျွန်တော်ဒီအသီးလေးတွေကိုပဲဆရာတော်ကတ်ဖို့ကျွန်တော်ဝယ်သွားပါတယ်ခင်ဗျာဒါလေးကတော့ဒီအိမ်လေးကတော်တော်လေးလှလို့ကျွန်တော်လှမ်းပြီးတော့ရိုက်ထားပါတော့ဒါကကျွန်တော်တစ်ဖြက်အဲ့အိမ်လေးအတိုင်းဆင်းလာပြီးလို့ရှိရင်ဒီချောင်းလေးတိုင်းကျွန်တော်တို့ဆက်သွားရတယ်ပေါ့နော်လမ်းနေရတာမြင်တဲ့အတိုင်းပဲတိတ်မကောင်းပါဘူးအဲ့တော့ကိုယ့်ကိုသေချာလေးပြင်ဆင်လာခဲ့ပါခင်ဗျာပြီးတော့နောက်တစ်ခုရှိတာကျတော့တောင်ပေါ်မှာစားစရာဘာမှမရှိပါဘူးပြီးတော့တက်လွတ်ပဲအဓိကစားပါမယ်ကျွန်တော်တို့အသားငါးတွေအရက်ဘီရတယ်တခုမှယူလာလို့မရဘူးပေါ့နော်တောက်လို့လည်းမရပါဘူးအဲ့တော့ကိုယ့်ကိုလေးမနက်စာလေးကိုစားဖို့ယူလာခဲ့ပြပါခင်ဗျာပြန်လိမ့်ကြတော့မှလားမသိရောက်ခဏလေးကနော်အဲ့တော့တောင်းတက်ရတာမောလာမမောလာဆိုတာအတန်လေးကိုနားထောင်ကြည့်လိုက်ပါတော့ကျွန်တော်တော့ဘလို့မှမနေပါဘူးကျွန်တော်နဲ့ပါလောင်တော့ကတော့တော်တော်လေးကိုမောဟိုက်နေပါတယ်သူ့အတန်ကိုနားထောင်ကြည့်လိုက်ပါပြီးတော့ဒီနေရာလေးနော်ဒီနေရာလေးကတော်တော်ကိုလှကျွန်တော်တော်တော်လေးသဘောကျပါတယ်ဒီနေရာလေးကိုလေအဲ့နားလေးကပုံလေးတောင်ရိုက်ခဲ့ပါသေးတယ်ဆွမ်းနာအတက်လေးကိုကြော်လာပြီးဆိုရင်တော့ဒီတောင်ပေါ်နားလေးကိုရောက်ခံနေပြီဆိုရင်တော့ဒါကျွန်တော်တောင်ပေါ်တော့ရောက်တော့မှာပေါ့နော်အရှိမဆိုလို့ရှိရင်လေတောင်ပေါ်ရောက်ပြီဆိုရင်ကျွန်တော်ပြောသလိုပဲအထူးကတော့တက်လုံးနေမြဖြစ်တာကြောင့်ကျွန်တော်ဘာမှယူလိုက်လို့မရပါဘူးအဲ့တော့ကိုစားဖို့မုတ်ကလေးတွေဗာလေးတွေပဲအစင်ပေးရလေးယူလာခဲ့ကြပါခင်ဗျာကျွန်တော်တို့အပေါ်9နာရီခွဲလောက်ရောက်တာပေါ့နော်ကျွန်တော်အဲ့ဒါအိမ်နာတက်ချင်တယ်အိမ်နာတက်တယ်နဲ့10နာရီထိုးကနေမှရိုက်လိုက်ရတာပါအိမ်နာလေးလည်းရှိပါတယ်တက်ရှင်းလေးလည်းလုပ်ပေးထားပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ကဖုံဖုံကတပားတဲ့သတင်းသုံးတယ်လို့ပြောပါတယ်ဒီနေရာလေးကတော်တော်ကိုကြီးညိုပွဲနေရာလေးပါကျွန်တော်အရင်သဘောကျပါတယ်ဆွမ်းနာနေရာလေးကြော်လိုက်ပြီဆိုတော့ဒီနေရာနေစပြီးဖက်နှက်စီးလို့မရပါဘူးဖက်နှက်ချွတ်ခါပါတယ်ဖျားပေါ်ကိုတော့ဒါကျွန်တော်တို့ရောက်သွားပြီပေါ့နော်ဒီဖျားကဘာမှရေးမထားဘူးဆိုပေမဲ့ကိုအသိစိတ်တွေနဲ့ကိုကျွန်တော်ကဘောင်းမီလီတွေအရှိပြန်လဲပါတယ်ပြီးမှကျွန်တော်ဖျားပေါ်ကိုသေချာလေးတက်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အတက်ရှူခဲမှာဖုံကတပါးတဲ့နဲ့မှာအလုပ်တွေလုပ်နေပါတယ်ကိုရီးယားတော့မောလို့ပါဒီတော့ဖျားကိုလာမယ်ဆိုရင်တော့ဒါဘောင်းမီတို့စကတ်တို့ရင်းနဲ့မလာဘူးကျွန်တော်ကတော့အကြံပြုပါတယ်ခင်ဗျာကျွန်တော်လိုပဲဘောင်းမီရှိတဲ့ဘောင်းမီတို့တစ်ထည်အဲ့လိုမျိုးနှစ်ထပ်ဝက်လာပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါမယ်ခင်ဗျာ view ကတော့ oh my god လုံးဝကိုအမောပြေအင်မတန်လှပြီးတစ်မျိုးလုံးကိုမြင်ရပါတယ်ခင်ဗျာဒါပြီးတော့ကျွန်တော်တို့အေးလေးပါလေးမုံလေးပါလေးမနက်စာစားတယ်ပေါ့နော်ဘာညာဒါပြီးတော့ကျွန်တော်တို့ပုံလေးပါလိုက်ပြီးရိုက်တယ်ပေါ့နော်သဘာဝအတန်လေးနဲ့ရှုခင်းလေးတွေနဲ့
တော်တော်ကိုကျွန်တော်တို့ဒီလူငယ်ဘဝမှာဒါလှုပ်တဲ့အရာလေးတွေပါခင်ဗျာအဲ့တော့ခရီးလေးတွေထွက်ပါခရီးအဝေးတွေမသွားနိုင်အောင်ဆိုရင်တော့ဒီကိုမြို့မှာရှိတဲ့ဒီလိလာစရာနေရာလေးတွေကိုခရီးလေးတွေအများကြီးထွက်ပါဒါကတော့ကျွန်တော်တို့ရဲ့လွတ်လပ်မှုလေးတစ်ခုပေါ့နော်ဒါသွားနိုင်တော့လေးသွားတာမလို့ခရီးတွေများများထွက်ပါခင်ဗျာပြီးတော့ကျွန်တော်တို့တောင်အောက်ကိုပြန်ဆင်းပါတော့မယ်ဒါလေးကတော့အစင်းလမ်းမှာကိုစားပြီးသားအမိုင်းလေးတွေကိုဒီမှာသေချာလေးပြစ်ပေးကြပါဟိုဘက်မှာကျွန်တော်အမိုက်တွေတွေ့ခဲ့ပါတယ်အဲ့လိုမျိုးစိတ်ကမရှိလိုက်ပါလေအဲ့တော့ဒီမှာအမိုက်ပြေးလို့ရပါတယ်ကိုစားပြီးသားအမိုက်လေးတွေကိုသေချာလေးပြစ်ပါသိမ်းခဲ့ပေးပါခင်ဗျာဒါတော့ကျွန်တော်တို့ဒီအစင်းအတက်လမ်းမှာလည်းတွေ့တယ်ပေါ့နော်အတက်လမ်းမှာကျွန်တော်မြိုက်ခဲ့ရပါဘူးအစင်းလမ်းလေးမှာဒါယူပါတာနဲ့တစ်ချက်မောနေမှာဆိုလို့ပါကျွန်တော်တို့9နာရီဝန်းကျင်လောက်တော့ဒါအောက်ကိုပြန်ပြီးတော့ဆင်းပါတယ်ခင်ဗျာဒီတော့ကျွန်တော်တို့ပြည်မျိုးကြီးကနေ short trip ကလေးတွေ mini trip ကလေးတွေသွားလို့ရတာဖြစ်လို့သွားဖို့ကျွန်တော်ကတော့အဓိကနေအကြံပြုပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုတွေကိုသဘောကျရဆိုလို့ရှိရင် like comment and follow လုပ်ပေးပါခင်ဗျာ bye bye see you next video guys